ဒီကနေ့ယန္တာပုဂ္ဂိုလ်တွေလို့လိုက်နာကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းမြောက်ကြည်နူးမှုနဲ့နေရမယ်လို့ဒီလိုဆိုလို့ဒီနောက်တစ်ခုကဥစ္စာသေနမဟာသေနဆိုခန္ဓာကြီးကျယ်တဲ့နေရာကြီးတွေပေါ့ခန္ဓာကြီးကျယ်တဲ့နေရာဥစ္စာသေနဆိုတာ2000တွားတဲ့မြင့်ပြီးတော့ကိန်းခန်းကြီးတဲ့နေရာကြီးတွေအမြင့်ကြီးတွေမှာအိဋ္ဌာမျိုးမဟာသေနဆိုအမတန်ထူးခြားတဲ့နေရာကြီးတွေမှာအိဋ္ဌာမျိုးဒါကဇိမ်ခံပြီးတော့အိတ်တဲ့အိယာတွေကိုရည်ညွှန်းပြီးတော့ပြောတာနော်ဇိမ်ခံပြီးတော့အိတ်တဲ့အိယာတွေမှမအိတ်ဘူးတဲ့အဲ့ဒါမျိုးကိုမသုံးမဲ့နဲ့မြင့်သောနေရာမြတ်သောနေရာလို့ဆိုတဲ့ကိန်းခန်းကြီးတဲ့ဟာတွေမလုပ်ဘဲနဲ့ symbol light ပေါ့ရိုးရိုးကလေးအိတ်ဖို့အိတ်ဆက်တဲ့နေရာလေးလို့အဲ့တော့ရိုးရိုးလေးအိတ်တယ်ဆိုတာတက်တောင့်တက်တာအိတ်ဖို့မပြင်းသင့်ဘူးလို့ဒီလိုပြောတာမဟုတ်ဘူးတချို့ကအိယာကိုတည်တည်ချာချာခမ်းနားအောင်ပြင်ပြီးတော့ထားတာရှိသေးတယ်လေတည်တည်ချာချာကိုခန်းခန်းနာနာဆိုဖာကြီးတွေနဲ့အလှပြင်ပြီးတော့အိတ်ကြတာရှိသေးတာဘူးအဲ့ဒါလို့အလှပြင်ပြီးတော့ခန်းခန်းနာနာကြီးအမတန်မြင့်ပြီးတော့တကယ်မင်းဆိုးရာဇာတွေတတိတထေးတကြွယ်တွေသုံးတဲ့အသုံးမျိုးတွေနဲ့သုံးပြီးတော့ကိန်းခန်းကြီးတဲ့နေရာမျိုးမနေပါဘူးရိုးရိုးလေးပဲနေပါမယ်လို့ဟောဥစ္စာသေနမဟာသေနယန္တာပုဂ္ဂိုလ်တွေဟာဒီတိုင်းကျင့်သုံးရတယ်ကြည်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာမင်းသားဘဝတုန်းကအဲ့ဒီလိုကိန်းခန်းရှိတဲ့အမတန်မြင့်တဲ့နေရာတွေမြတ်တဲ့နေရာတွေကောင်းတဲ့နေရာတွေမှာနေလာပြီပဲလို့တောထွက်ပြီးတော့တရားကျင့်တဲ့အခါကျတော့သစ်ပင်အောက်ဒီတိုင်းထိုင်တာမဟုတ်လားအိတ်ဆရာရှိလေသစ်ပင်အောက်မှာပဲဒီတိုင်းပဲလေဘုရားဖြစ်တော်မူတဲ့အခါတောင်မှကြည်ပါလားသုတ်တိယဆိုတဲ့ပုံနာကလှူလိုက်တဲ့မျက်ရှိစုပ်ကိုဖြန့်ခင်းပြီးတော့ထိုင်တာလေမျက်ခင်းလေးပေါ်ထိုင်တော့မျက်ခင်းလေးဆိုတော့အလွန်အေးတာအဲ့ဒီမျက်ခင်းလေးပေါ်တွေရာဒီကဆုံလာကြီးဆိုတော့မျက်ခင်းလေးပေါ်ထိုင်လိုက်ရရင်မျက်စိမ့်စိမ့်လေးပေါ်မှာအမတန်အေးအဲ့ဒီပုံမှာတင်းမြင်ခွေးထိုင်ပြီးတော့မြတ်စွာဘုရားရဲ့အလောင်းတော်မှာတရားဓမ္မရှုရင်းကနေဘုရားဖြစ်သူရောက်သွားတာလေအဲ့တော့ကိန်းခန်းကြီးတဲ့နေရာတွေမှာမဟုတ်ဘူးအဲ့ဒီလိုရိုးရိုးလေးနဲ့ကျင့်ကြံကြုတ်ကုန်နေသွားတဲ့အနေအထိုင်မျိုးဟာယဟန္တာပုဂ္ဂိုလ်တွေကျင့်သုံးတဲ့နေရာမျိုးဖြစ်တယ်ဒါကြောင့်မို့ငါလည်းပဲဒီကနေ့အဲယဟန္တာပုဂ္ဂိုလ်တွေကျင့်သုံးတယ်လို့လိုက်တာကျင့်သုံးရပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်ရမယ်လို့ဒီလိုဆိုတာနော်အဲ့ဒါလို့၈ပါးသီလကိုတစ်ခုစီစောင့်တည်ပြီးတော့ကျင့်သုံးခြင်းစိတ်ထဲကဒီအတွေးလေးတွေနဲ့မှန်ကန်တဲ့အမြင်ကလေးတွေနဲ့စောင့်သုံးတဲ့ဥပုသ်ဟာအလွန်အကျိုးကျေးဇူးများတဲ့ဥပုသ်လို့ဒီလိုပြောတယ်နောက်အဓိကအားဖြင့်ဥပုသ်စောင့်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ရဲ့အညစ်အကြေးတွေမဖြစ်အောင်ဥပုသ်စောင့်တာကတော့ကြည့်အဓိကစိတ်အညစ်အကြေးတွေမဖြစ်အောင်လုပ်တာဆိုပေမဲ့ကာယကံမှုနဲ့ဝစီကံမှုမကျွလွန်အောင်ထိမ့်သိမ့်ထားတာအဲ့ဒီအဓိကအပြင်စိတ်ကိုမထိန်နေဘူးအဲ့ဒါကြောင့်မလို့စိတ်ကိုထိန်းနိုင်အောင်ဥပုသ်ဆောင်တဲ့ပုဂ္ဂိုလ်ဟာဘာအာယုန်နဲ့နေရမလဲဘာအာယုန်နဲ့နေရမလဲဆိုရင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကနံပါတ်1ဗျံမှုပောဒထမြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့နေနိုင်အောင်ကြိုးစားတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်သူပြောတာလဲဆိုဖရာဥပုသ်ဆောင်တဲ့ဥပုသ်တဲ့တယောက်ဟာဘုရားကုံတော်ကိုနှလုံးသွင်းပြီးတော့နေရမယ်နှလုံးသွင်းတယ်ဆိုတာဘုရားကုံကိုအာယုံပြုပြီးတော့သူတဏ္ဍာမှာဖြစ်မဲ့လောဘတွေဒေါသတွေမောဟတွေကိုဖယ်ရှားပစ်တာစိတ်ရဲ့အညစ်အကြေးတွေမိမိရဲ့တဏ္ဍာမှာမဖြစ်အောင်ဆေးကြောပစ်တာဘာနဲ့ဆေးကြောပစ်ဘုရားကုံတော်နဲ့ဆေးကြောပစ်တယ်တဲ့နော်ခုခေတ်မှာတော့ဂုံတော်ပရိစိတ်တယ်ဆိုပြီးတော့စိတ်ကြတယ်ဂုံတော်ပရိစိတ်တဲ့အခါမှာဂုံတော်ပေါ်စိတ်မရောက်ဘဲနဲ့ပฏิပတ်အရေးအတွက်ပေါ်မှာစိတ်ရောက်နေလို့ရှိရင်အနှစ်သာရအပြင်တော့နည်းနည်းရောနေမှုရှိမှာပဲနော်ပฏิဘောစိတ်ရောက်ရမှာမဟုတ်ဘူးအဓိကကတော့ဂုံတော်ပေါ်ကိုစိတ်ရောက်ရမှာ
ဖယားဂုံတော်တွေကိုတစ်ခုစီမိမိတတ်သိနားလည်သလိုဂုံတော်တွေပေါ်မှာစိတ်ရောက်ပြီးတော့နှလုံးသွင်းဆင်ခြင်ပြီးတော့ဥပုသ်ဆောင်နိုင်ရမယ်အဲ့ဒါလိုဥပုသ်ဆောင်နိုင်လို့ရှိရင်လူရဲ့စိတ်ထဲမှာအညစ်အကြေးတွေဂုံတော်ကိုအာယုံပြုခြင်းအပြင်ဆေးကြောတန့်စင်လိုက်တာဘုရားကုံကိုအာယုံပြုပြီးတော့ချီနူးတဲ့စိတ်တွေပေါ်လာတယ်ဝမ်းသာတယ်ပီတိတွေဖြစ်တယ်အဲ့ဒီပီတိကိုဝိပဿနာရှုလိုက်မယ်ဆိုရင်တမက်တဖို့ရသွားနိုင်သေးတယ်အဲ့ဒီလိုတမက်တဖို့ရသွားတဲ့ပုဂ္ဂိုလ်တွေလည်းများများစွာရှိတယ်အဲ့တော့ဥပုသ်ဆောင်ရင်းကနေပြီးတော့မြတ်စွာဘုရားဂုံကိုအာယုံပြုပြီးတော့နေမယ်ဆိုလို့ရှိရင်အဲ့ဒီဥပုသ်ကိုဗျံမှုပောဒထတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်နဲ့အတူနေပြီးတော့စောင့်သုံးတဲ့ဥပုသ်တဲ့ဒီလိုဖြစ်ဖို့လိုတယ်နော်နောက်တစ်ခုကြတော့ဘုရားကုံကိုအာယုံတော့မပြုဘူးဘာကိုအာယုံပြုတော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောကြားထားတဲ့မိမိသိတဲ့တရားတွေသို့မဟုတ်တရားရဲ့ဂုံကြီးတွေကိုဆင်ခြင်စဉ်းစားပြီးတော့နေတယ်တရားရဲ့ဂုံကြီးတွေမြတ်စွာဘုရားဟောတဲ့တရားဟာတကယ်မှန်ကန်တဲ့တရားပဲအမှန်တိုင်းဟောတာဖြစ်တယ်သက်ခါတမှန်ကန်ဟောတဲ့တရားဖြစ်လို့ဘုရားဟောတဲ့တရားဟာကြားနာလိုက်ရုံပဲအပူစင်တယ်ကျင့်လိုက်လို့ရှိရင်လည်းချမ်းသာတယ်ကျင့်ပြီးလို့ရှိရင်လည်းပဲနိဗ္ဗာန်ထိအောင်ကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်လို့ဟောနာယုံနဲ့ပဲအပူပန်မှုတွေခင်းသွားတယ်ဒီတရားမျိုးကိုမြတ်စွာဘုရားဟောတယ်လို့ဓမ္မရဲ့ဂုဏ်ရည်တွေကိုသက်ခါတတို့တန်ဋိဋ္ဌိကတို့အကာလိကမိမိနားတယ်လို့ဆင်ခြင်ပြီးတော့စဉ်းစားပြီးဥပုသ်ဆောင်မယ်ဆိုလို့ရှိရင်ဘုပုဂ္ဂိုလ်ရဲ့စိတ်တွေဟာတရားနဲ့အတူရှိနေသည့်အတွက်ကြောင့်တရားဂုဏ်ကိုအာယုံပြုရင်တရားဂုဏ်နဲ့မကောင်းတဲ့စိတ်တွေကိုဆေးကြောပြစ်ရမရောက်ပေဘူးလားအဲ့ဒါလို့ဆေးကြောပြစ်လိုက်လို့စိတ်ဓာတ်ကလေးဖြူစင်ကြည်နူးပြီးတော့ဝမ်းသာကြည်နူးတဲ့စိတ်တွေဖြစ်လာတယ်တဲ့အဲ့ဒီဝမ်းသာကြည်နူးတဲ့စိတ်ကလေးတွေနဲ့နေလို့ရှိရင်ဓမ္မုပောဒထတရားဂုဏ်ကိုအာယုံပြုပြီးတော့နေတာစောင့်သုံးတဲ့ဥပုသ်လို့ဒီလိုခေါ်တယ်ထို့တူပဲတန်ဃာတွေရဲ့အရိယာတန်ဃာတွေရဲ့ဂုဏ်တွေအရိယာတန်ဃာတွေဆိုတာသုပ္ပတိပန္နောမှန်ကန်တဲ့အကျင့်တွေကျင့်တယ်ဥဇပတိပန္နောဖြောင့်မတ်စွာကျင့်တယ်ညာယပတိပန္နောနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်တဲ့အကျင့်မျိုးကျင့်တယ်သာပိစိပတိပန္နောမှန်ကန်တဲ့အကျင့်တွေကျင့်တယ်လို့ဟောဒီလိုကျင့်ကြံကြိုးကိုအထောက်မှုအပိုင်းကဆင်ခြင်စဉ်းစားတာအာဟုနေရောပါဟုနေရောအဲ့ဒီအကျင့်တွေကိုအောင်မြင်ကျင့်ထားသည့်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အာဟုနေရအဝေးကယူလာတဲ့ပစ္စည်းတွေနဲ့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေပါဟုနေရအိမ်မှာဧည့်သည်တွေဘာတွေလာရင်ကျွေးဖို့ဆိုပြီးတော့အစင်နဲ့ထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ကျွေးမွေးတဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုတန်ခါဂုဏ်တွေကိုတစ်ခုစီအာယုံပြုပြီးတော့စောင့်ရှောက်မယ်ဆိုလို့ရှိရင်တန်ခုပောဒထလို့ခေါ်တယ်တန်ခါဂုဏ်ကိုအာယုံပြုပြီးတော့ကြည်နူးဝမ်းသာတဲ့စိတ်တွေနဲ့နေမယ်ထို့တူပဲကိုယ့်ရဲ့ကိုချင်းသီလတွေကိုဆင်ញင်တွေးတောပြီးစောင့်သုံးမယ်ဆိုရင်သီလနုဿတိကိုယ့်ရဲ့သီလဂုဏ်ကိုအာယုံပြုပြီးတော့စောင့်သုံးတာလည်းပဲထို့တူပဲသီလကိုအာယုံပြုပြီးတော့ကိုယ့်ရဲ့စိတ်အငြိအကျေးတွေကိုဆေးကြောပစ်တယ်နောက်တစ်ခုကဒေဝတာနုဿတိဆိုတာနတ်တွေကိုတတိရတာကိုပြောတာမဟုတ်ဘူးဒေဝတာနုဿတိကနတ်တွေကိုနှိုင်းရှင်စရာပြုပြီးတော့ဆင်ញင်တာဘယ်လိုဆင်ញင်တော့ဆိုရင်ကောင်းရတုဂတိရောက်သွားကြတဲ့နတ်တွေဟာအခုငါမှာသရတရားရှိတယ်အဲ့ဒီသရတရားမျိုးရှိသည့်အတွက်ကြောင့်သူတို့နတ်ပြည်ရောက်ကြတာငါမှာလည်းပဲဒီသရတရားတွေအခုဖြစ်နေပါလားလို့ဒီလိုတွေးတာဟုတ်ကဲ့လားသီလရှိလို့နတ်ဘဝရောက်သွားကြတာငါမှာလည်းအဲ့ဒီသီလတွေအခုရှိတယ်တတ္တာသီလအကြမြင်ဘုဒ္ဓတွေရှိလို့နတ်ပြည်ရောက်သွားကြတယ်ငါမှလည်းပဲအဲ့ဒီအကြမြင်တွေရှိတယ်စွန့်ကြဲမှုတွေရှိသည့်အတွက်ကြောင့်နတ်ပြည်ကိုရောက်သွားကြတယ်ငါမှလည်းပဲစွန့်ကြဲမှုဆိုတဲ့ဂုဏ်တွေရှိတယ်အသိပညာရှိသည့်အတွက်ကြောင့်နတ်ပြည်ကိုရောက်သွားကြတယ်ငါမှလည်းပဲအဲ့ဒီအသိပညာတွေရှိတယ်လို့
နတ်တွေရဲ့ဂုံအည်တွေကိုစဉ်းစားပြီးတော့ကိုယ်မှာရှိတဲ့ဂုံတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည်နူးဝမ်းသာတဲ့စိတ်ကလေးဖြစ်တယ်ဟုတ်ကလားအဲ့ဒါလို့ကြည်နူးဝမ်းသာတဲ့စိတ်ကလေးနဲ့ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုဆေးကြောပစ်တယ်တဲ့အဲ့ဒါဟာဒေဝတုပောဒထလို့ခေါ်တယ်အဲ့ဒါလို့ဥပုပ်ကိုစောင့်သုံးရမယ်လို့မြတ်စွာဘုရားကဟောကြားတယ်အဲ့ဒါလို့ဟောကြားပြီးတော့ဒီလိုစောင့်သုံးလိုက်တဲ့ဥပုပ်ရဲ့အကျိုးကျေးဇူးဟာဘလောက်များသလဲလို့ဆိုလို့ရှိရင်အမတန်မှအကျိုးကျေးဇူးများတယ်တဲ့ဘုရားကနားလည်အောင်ဘယ်လိုဟောတော့ဆိုကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ယရနာတွေနော်အဖိုးတန်ယရနာတွေကိုစုလိုက်အဲ့ဒီအဖိုးတန်ယရနာတွေရဲ့တန်ဖိုးနဲ့တစ်ချိန်တစ်ခါစောင့်လိုက်ရတဲ့အခုလိုမွန်မြတ်တဲ့စီးစနစ်ကြတဲ့ဥပုပ်အဓိပ္ပာယ်ရှိရှိစောင့်လိုက်တဲ့ဥပုပ်ရဲ့တန်ဖိုးနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ယရနာတွေရဲ့တန်ဖိုးဟာဥပုပ်တစ်ခါစောင့်ရတဲ့ကုသိုလ်တန်ဖိုးရဲ့16ပုံတစ်ပုံတော့မရှိဘူးလို့ပြောတာနော်။ဘာဖြစ်လို့ဒီလိုပြောရတော့လို့ဆိုလို့ရှိရင်ဥပုပ်တစ်ချိန်တစ်ခါစောင့်လိုက်လို့ရှိရင်လူစည်းစိမ်မပြောနဲ့နတ်စည်းစိမ်နတ်ချမ်းသာတွေကိုပေးနိုင်တယ်။ဟောနတ်ချမ်းသာတွေဆိုတာအဲ့ဒီယရနာတွေရဲ့တန်ဖိုးတွေကြီးတယ်ဟုတ်ကလား။ဥပုပ်ကလေးတစ်ခါစောင့်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာလူချမ်းသာတဲ့တာလွန်နဲ့နတ်ချမ်းသာလူချမ်းသာဆိုတာနတ်ချမ်းသာနဲ့နှိုင်းယှဉ်လိုက်လို့ရှိရင်ဘာမှမပြောပါတော့တော့ဘူးချမ်းသာဒုက္ခလို့တော့မဆိုနိုင်တော့ဘူးဘာဖြစ်လို့တော့ဆိုတော့စဉ်းစားကြည့်လေလူပြေမှာအနှစ်90မှစတုမာရဲ့နတ်ပြေမှာတရက်ဖက်ရှိသေးတာတက်တန်းချင်းအပြင်လဲကွာတယ်စီးစိမ်ချမ်းသာခြင်းအပြင်လဲကွာတယ်လူပြေမှာအနှစ်တရာဆိုရင်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိသေးတယ်နော်အဲ့ဒီရက်တွေနဲ့တွက်လိုက်တဲ့အနှစ်900ဟာစတုမာရိနတ်ပြေရဲ့သက်တမ်းတစ်ခုပဲအဲ့ဒီရက်တွေနဲ့တွက်တဲ့အနှစ်1000ဟာတာဝရိန္ဒနတ်ပြေရဲ့အသက်ဆိုတော့နတ်သက်တွေကတဖြည်းဖြည်းတဆတိုးသွားတာနဲတဲ့အသက်တွေမဟုတ်ဘူးရှည်လျားတာချမ်းသာဒုက္ခကလည်းအလွန်တရာကြီးမားတယ်ဆိုတော့လူချမ်းသာနဲ့နတ်ချမ်းသာနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်မနှိုင်းယှဉ်နိုင်လောက်အောင်နတ်ချမ်းသာကတာလွန်နေတယ်ပေါ့နော်လူဆိုလို့ရှိရင်အသက်50လောက်ဆိုမအိုဘူးလားဟိုမှာတရက်ပဲရှိသေးတယ်လေစီးစိမ်ချမ်းသာခံစားရတာချင်းကလည်းတအားกว่าတယ်တက်တိုင်းကလည်းတအားกว่าစတုမာရိနတ်ပြည်မှာတရက်ရှိပဲတာဝရိန္ဒနတ်ပြည်မှာနေဝက်ပဲရှိသေးတယ်ဟုတ်ကဲ့လားအဲ့လိုနတ်ပြည်တွေဟာတစ်ခုနဲ့တစ်ခုတာလွန်သွားလို့ဟောဒီဥပုသ်ဆောင်လို့ရှိရင်အခုပြောတဲ့နတ်ပြည်တွေအလုံးရောက်နိုင်တာဖြစ်သောကြောင့်ဥပုသ်ဆောင်ရခြင်းအကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့မြတ်စွာဘုရားကဟောတယ်ဒါတွေမကဘူးတရားမင်းကြီးကတခါပြောတယ်အေးလူလောကမှာရှိတဲ့ပုဂ္ဂိုလ်တွေလာဆန်းရှိရဲ့လာစုရှိရဲ့လာပြီးလာွယ်မှာဥပုသ်ဆောင်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားမင်းကြီးကပြောတာသူလိုတရားဘဝရောက်ချင်လို့ရှိရင်တဲ့ဥပုသ်ဆောင်ကြပါလို့တရားမင်းကြီးကနတ်တပည့်အစည်းအဝေးတစ်ခုမှာမိန့်ခွန်းပြောတဲ့အဲ့လိုမိန့်ခွန်းပြောတာကိုမြတ်စွာဘုရားကဘာပြောတော့ဆိုတရားမင်းပြောတဲ့စကားဟာမပြည့်စုံဘူးတဲ့ဟုတ်ကဲ့သူပြောတာကငါလိုတရားဖြစ်ချင်လို့ရှိရင်ဥပုသ်ဆောင်လို့ဆိုသူပြောတဲ့စကားမပြည့်စုံဘူးတဲ့တကယ်ပြောရမှာကတော့ယဟန္တာပုဂ္ဂိုလ်ကငါလိုယဟန္တာဖြစ်ချင်ရင်ဥပုသ်ဆောင်လို့ပြောရမယ်တဲ့ဟောဒါကြောင့်မို့လို့ဥပုသ်ဆောင်တယ်ဆိုတာနဲတဲ့ကုသိုလ်မဟုတ်ဘူးတဲ့ယဟန္တာပုဂ္ဂိုလ်ကသာလေငါလိုယဟန္တာဖြစ်ချင်တဲ့ပုဂ္ဂိုလ်တွေဥပုသ်ဆောင်ကြပါလို့ဟောအဓိပ္ပာယ်ရှိလာတဲ့ဘုရားဘာသာတို့ရဲ့ကျင့်စဉ်တစ်ခုဟာပုံပြက်ပန်းပြက်မဖြစ်စေဘဲနဲ့အဓိပ္ပာယ်ရှိရှိဥပုသ်ကိုစောင့်သုံးနိုင်ဖို့အမှန်တမ်းမှအရေးကြီးပါတယ်ဥပုသ်လို့ပြောလိုက်တာနဲ့ဘာသာကြားတွေကလည်းသူတို့လည်းဥပုသ်ဒီလည်းဥပုသ်တူတူလို့တချို့ကထင်နေတတ်ကြတယ်ဟုတ်လားအနိတ္တရဘိုင်းမှာအလွန်ကွာခြားတယ်ဆိုတာအလုံးသဘောပေါက်နားလည်ပြီးဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တကယ်စစ်မှန်တဲ့အရိယုပောဒထလို့ခေါ်တဲ့သူတော်စင်သူတော်မြတ်တို့စောင့်သုံးတဲ့ဥပုသ်ကိုကိုယ်စီကိုယ်ငှချင်းကြံကြိုးကိုအားထုတ်စောင့်သုံးနိုင်ကြပါစေကုန်သတည်း